လောကရဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာလူတိုင်းအတွက်လိုအပ်ချက်တစ်ခုပဲဖြစ်တယ်ရုပ်ဝတ္ထုတွေကစိတ်နှလုံးအေးချမ်းမှုကိုမပေးနိုင်ဘူးစိတ်ချမ်းသာမှုဆိုတာဟာရုပ်ဝတ္ထုနဲ့မသက်ဆိုင်သလိုရှိတယ်ပေါ့စီးပွားဥစ္စာတိုးတက်တာလည်းစိတ်ချမ်းသာမှုကိုပေးတာမဟုတ်ထိုက်တဲ့လောက်တော့စိတ်ချမ်းသာမှုတွေရနိုင်တော့လည်းပဲအပြည့်အဝပေးနိုင်သလားဆိုမပေးနိုင်ဘူးစိတ်ချမ်းသာမှုလုံးဝအပြည့်အဝပေးနိုင်တာတော့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကသာပေးနိုင်တယ်ဒါကြောင့်မို့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကိုအခြေခံပြီးတော့မထေမြတ်တွေပြောခဲ့တဲ့စကားဟာလူတွေရဲ့စိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့စကားတွေလို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်သူပြောလိုက်တဲ့စကားလေးကတပ္ပိရေဝသမာသေထပဏိတေဟထဓတ္တိပိတပ္ပိရေဝသမာသေထဆိုတဲ့စကားလုံးကတကယ်ကိုလူတော်လူကောင်းတွေနဲ့ပဲဆုံတွေ့ပါစေဆုံတွေ့အောင်ကြိုးစားကြပါလူတော်လူကောင်းတွေဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေတုံးဆိုပဏိတေဟိအထဓတ္တိဖိအထဓတ္တိဆိုတာတကယ်ရဲ့ဘဝရဲ့အဓိပ္ပာယ်ကိုတည်တည်ချာချာစဉ်းစားပြီးသိမြင်တဲ့ပညာရှိပုဂ္ဂိုလ်တွေပေါ့အဲ့ဒီပညာရှိပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းသင်းမှာဓမ္မသာဝရစိတ်နှလုံးအေးချမ်းမှုဆိုတာဖြစ်မှာတမန်ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းလို့ရှိရင်စီးပွားဥစ္စာတိုးတက်ခြင်းတိုးတက်မယ်စိတ်နှလုံးပူပန်ရမှုတွေမှာတဝဲလဲလဲပဲဖြစ်နေသူဆိုတယ်နော်ဘဝမှာစိတ်နှလုံးချမ်းမြေ့စွာနေနိုင်မှုအတွက်ကတကယ်ကိုအကြောင်းအကျိုးကိုအမျှော်မြင်ရှိတဲ့ပညာရှိသူတော်ကောင်းတွေနဲ့ပဲပေါင်းသင်းမှုကြိုးစားပါပညာရှိသူတော်ကောင်းတွေနဲ့ဆုံတွေ့လိုက်ရတဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့အဲ့တော့ပညာရှိသူတော်ကောင်းဆိုတာတပ္ပိဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ကြည့်လိုက်တဲ့အခါတပ္ပိဆိုတဲ့စကားလုံးကတဘာယံတာဓုတဗ္ဗောဆိုတဲ့စကားလုံးကလာတပ္ပဆိုတာပွဲလေတဲ့တဲ့ပုဂ္ဂိုလ်ဆိုလိုတာကလူကြီးလူကောင်းစိတ်ကောင်းနှလုံးကောင်းရှိတယ်သူနဲ့တွေ့လို့ရှိရင်တကယ်ကိုတန်မိုးရှိတဲ့စကားတွေကြားရတယ်စိတ်နှလုံးအေးချမ်းမှုရှိတယ်အမျှော်မြင်ရှိတယ်သူပြောတဲ့စကားအတိုင်းနေထိုင်လို့ကစိတ်ညစ်စရာဆိုတာတခုမှမတွေ့ရဘူး